မိတ်ဆွေတင်ကံကိုယုံကြည်ပါသလားအားလုံးပဲမင်္ဂလာပါ Walking Short Channel ကကြိုဆိုပါရစေဒီ channel လေးကတော့ကဘာပေါ်ကရွှေထက်တန်ဖိုးရှိတဲ့စောက်ကောင်းတဲ့အကြောင်းကျင်းကျုံဘာသာပြန်တင်ဆက်ပေးနေတာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့လူသားတွေအထူးသဖြင့်ကျွန်တော်တို့မြန်မာလူမျိုးတွေဟာဝိရိယနဲ့ကံဆိုတာကိုအလုံးယုံကြည်ကြပါတယ်ဒါပေမဲ့တခါတလေမှာဝိရိယရှိကျူးစားနေပါလျက်နဲ့ဘာလို့လူရခီးမရောက်ရတာလဲကျွန်တော်တို့တနေ့တာဖြတ်တန်းနေတဲ့ပုံစံခွက်လေးတွေကိုအတိမထားမိကြလို့ပါပဲမိတ်ဆွေကိုဒီနေ့ဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာကိုအတားထားပါသလားမနကေတော့နေ့စဉ်လှုပ်ရှားမှုအတွက်လင်ထားရှိတင်တာဖြစ်ပါတယ်ဒီကနေ့မှာတော့ Danny Water ရဲ့ Heavy for Success စောက်ထဲကအယူအဆတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေနဲ့ပေါင်းစပ်ပြီးဘဝကိုအောင်မြင်အောင်ဘယ်လိုပုံသွင်းရမယ်ဆိုတာကိုဆွေးနွေးသွားပါမယ်ဆွေးနွေးမှုမစတင်ခင် Habits for Success စောင့်အကြောင်းအနေငယ်ရှင်းပြခြင်းပါတယ်ဒီစောင့်ဟာလူပေါင်းတောင်းချီရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ခဲ့လို့ဘာတော်မှရောင်းရအကောင်းဆုံးစည်းဝင်စာအုပ်တအုပ်ဖြစ်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အလေးအကျင့်တွေကိုစိတ်ဓာတ်တစ်ခုတည်းနဲ့မဟုတ်ပဲအုံနောက်ရဲ့အလုပ်လုပ်ပုံပြပနိကြအချက်လက်တွေ Neuroscience နဲ့ရှင်းပြထားတာကြောင့်ဖြစ်ပါတယ်ကျွန်တော်ဒီ Habits for Success အောင်မြင်မှုအတွက်အလေးအကျင့်ကောင်းများစာအုပ်ကိုအပိုင်း၅ပိုင်းနဲ့တင်ဆက်ချင်ပါတယ်အပိုင်း၁အုံနောက်ရဲ့ပုံစံခွက်နဲ့လာဟောင်းပိုင်း၂စိတ်ခံစားချက်တဲ့10မိနစ်စီးမင်းကိုသုံးပါပိုင်း၃စိတ်ဓာတ်ခွန်အား motivation တဲ့စီကံ discipline ပိုင်း၄ဘဝဝင်ခြင်းကတင့်ကိုပုံသွင်းနေတယ်အပိုင်း၅ identity shape ဖြစ်ချင်သူကဲ့သို့အနေထိုင်ပါစတဲ့အပိုင်းတွေပဲဖြစ်ပါတယ်ကဘာပေါ်ကနာမည်ကျော်စာအုပ်တွေအကြောင်းလေ့လာရင်းမိတ်ဆွေတို့ဘဝဒီတဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးသွားဖို့ဖိတ်ခေါ်ပါစေခင်ဗျာမိတ်ဆွေဒီဗီဒီယိုကြည့်ပြီးတာနဲ့ဒီဘဝအောင်မြင်ပြီလို့ဒါမှလိုက်ပါကဲပါပဲဒီအောင်မြင်ဖို့အတွက်သိရှိသွားမှာဖြစ်လို့ပါပဲကဲအစီအစဉ်လေးစလိုက်ပါမယ်ပိုင်း1အုံနောက်ရဲ့ပုံစံခွက်နဲ့လာဟောင်း bring spectrums and the old paths we flow မနေ့ကအတိုင်းပဲဆက်လုပ်နေရင်မနေ့ကရလာပဲပြန်ရပါလိမ့်မယ်ကျွန်တော်တို့အညာနေဒေတာတွေမှာလေခင်းရခင်းတွေကိုဖြတ်သွားတဲ့အခါလူတွေသွားများလို့ပေါ်နေတဲ့လူသားလမ်းလေးတွေရှိပါတယ်အဲ့ဒီလမ်းကရွှင်ထူနေပါစေလူတွေကအဲ့ဒီလမ်းအတိုင်းပဲဆက်သွားကြပါတယ်လမ်းတီဖောက်ဖို့ကြတော့မြစ်တွေရှင်းရမယ်မြင်ပန်းရမယ်ဆိုတော့မဖောက်ကြတော့ပါဘူးကျွန်တော်တို့အုံနောက်ကလည်းဒီတိုင်းပါပဲမိတ်ဆွေမကောင်းမှန်းတိပေမဲ့လုံနေကြအချင်းဟောင်းလမ်းဟောင်းအတိုင်းပဲသွားနေတတ်ကြတာဖြစ်ပါတယ်အောင်မြင်ခြင်းလမ်းတစ်ကိုဖောက်ပါ Danny Water ကအောင်မြင်ခြင်းလမ်းတစ် Neoplastic CD ကိုဖောက်ရပါမယ်လို့ဖော်ပြထားပါတယ်ကျွန်တော်တို့လမ်းတစ်ဖောက်တဲ့အခါမှာအစပိုင်းမှာတော့မျက်တီတိုးတွေခြုံတွေရှင်းရတာကြောင့်ပြင်းပန်းပါလိမ့်မယ်ရေကြည်တော့ဖို့ရေတွင်းကိုမြင်မြင်မှန်မှန်တူးရတယ်လို့ပေါ့အားမလျှော့ပဲအလေးအကျင့်ကောင်းနေတဲ့လမ်းတစ်ဖောက်နေမယ်ဆိုရင်ကျမ်းမာရဲ့အတွက်အလုံးကောင်းမွန်တဲ့ရေကြည်တစ်စက်ကိုကျွန်တော်တို့တောက်ရမှာဖြစ်ပါတယ်နေ့တိုင်းအဲ့ဒီလမ်းကနေရှောက်ရင်နောက်ပိုင်းမှာအလိုအလျောက်သွားလို့ရတဲ့လမ်းမကြီးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်စာရေးသူကမနေ့ကအတိုင်းပဲဆက်လုပ်နေရင်မနေ့ကရလာပဲရပါလိမ့်မယ်လို့ကျွန်တော်တို့ကိုအသိပညာခုတုတာပေးနေပါတယ်။ပိုင်းနဲ့စိတ်ခံစားချက်တဲ့10မိနစ်စီးမင်းကိုသုံးပါ Use the 10 minutes rule instead of emotions မြန်မာနိုင်ငံမှာတစ်ဖက်ဆိုင်ထိုင်တာဖုန်းတွေက Facebook ဗီဒီယိုတွေကြည့်တာဟာအလွန်ဆွဲလန်းဖို့ကောင်းပါတယ်။10မိနစ်ပဲကြည့်မယ်ဆိုပြီးကြည့်လိုက်တာဟာတနားရီလောက်ပုံသွားတတ်ပါလေ။ Danny Water ရဲ့10မိနစ်စီးမင်းကိုသုံးကြည့်ပါ။ဥပမာအလုပ်လုပ်ရမှာပြင်းလို့ဘုံကောက်ခိုင်တဲ့အခါခဏလေးနောက်10မိနစ်နေမှကင်မယ်လို့မိမိကိုပြောလိုက်ပါ။10မိနစ်အတွင်းမှာတခြားအလုပ်ကိုအာရုံပြောင်းလိုက်ရင်ဘုံကင်ခြင်းစိတ်ဟာပြည့်တည်တာလျော့ကျသွားပါလိမ့်မယ်။ဒီလိုနဲ့မိမိရဲ့အကျိုးမရှိတဲ့စိတ်ခံစားမှုတွေကိုအလိုမလိုက်ပဲလက်တွေ့ပြောင်းလဲကြင်ကြံသွားဖို့အရေးကြီးပါတယ်။ဒါကြောင့်ခဏတာယာမှုကရေရှည်အောင်မြင်မှုကိုဖျက်ဆီးတတ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။အပိုင်းတုံးစိတ်ခွန်အား motivation တဲ့စီကံ disciplines over motivation ကျွန်တော်တို့စီမှာစိတ်ပါလက်ပါရှိမှလုပ်မယ်ဆိုတဲ့စကားယူရှိပါတယ်။ဒါပေမဲ့စိတ်ဆိုတာမတည်ငြိမ်ပါဘူး။အောင်မြင်သူတွေဟာစိတ်ပါကြီးဖြစ်စေမပါကြီးဖြစ်စေလုပ်ရှာရှိတာတွေကိုမပြတ်မကွက်လုပ်တဲ့စီကံရှိသူတွေဖြစ်ပါတယ်။ဘုရားရှိခိုးတာဘုရားထိုင်တာကိုကြည်ပါစိတ်ပါမှရှိခိုးတဲ့သူထက်နေ့တိုင်းပုံမှန်ရှိခိုးတဲ့သူဟာစိတ်ကပုံမကြံ့ခိုင်ပါလေစီကံရှိခြင်းဟာလူလတ်မှုရဲ့အဓိကတော့ချက်ဖြစ်တယ်ဆိုတဲ့အကြောင်းညီမောင်ထိုးပြနေတာဖြစ်ပါတယ်အပိုင်းလေပတ်ဝန်းကျင်ကတင့်ကိုပုံသွင်းနေတယ် Your environment is shaping you
ကျွန်တော်တို့မြန်မာမှာစကားပုံတစ်ခုရှိပါတယ်အပေါင်းအသင်းမရင်တသက်မောက်ဆိုတဲ့စကားပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီစကားဟာရင်းနေဝါတာရဲ့အယူဆနဲ့အတူကြပါတယ်ကျွန်တော်တို့ဘေးနားမှာမေးတာအစိုးမြင်သူတွေဝိုင်းရနေရင်ကျွန်တော်တို့လည်းအဲ့ဒီလိုပဲဖြစ်လာပါလိမ့်မယ်ပြီးရဲ့အပေါင်းအသင်းနဲ့ပတ်ဝန်းကျင်ကိုပြန်ဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။သင်ဟာအောင်မြင်ခြင်းအောင်မြောင်ကြိုးစားနေတဲ့သူတွေစီမှာတွားပြီးပေါင်းတင်ရပါမယ်။ပြပြင်းပြင်းရှင်သန်ဖို့မျက်စိလွှာကောင်းဖို့လိုသလိုလူတရားအောင်မြင်ဖို့အတွက်ပတ်ဝန်းကျင်ကောင်းဖို့လည်းလိုအပ်ပါတယ်။အပိုင်းက identity shift ဖြစ်ချင်သူကဲ့သို့နေထိုင်ပါ Live like the person you want to become လူတယောက်ကငါချမ်းသာချင်တယ်လို့ပဲအမေပြောနေပြီ။သုံးအဖြုံးမစင်ချင်ဘူးဆိုရင်လူဟာစင်းရတာစိတ်သက်ကနေထွက်နိုင်တယ်လို့ပါပဲ။ရင်းနေဝတာကရလာကိုမကြည့်နဲ့။သင်ဘလိုလိုမျိုးဖြစ်ချင်တာလဲကိုအရင်ဆုံးဖြတ်ခိုင်းပါတယ်။ငါဖြစ်ဖို့ကြိုးစားနေတယ်လို့မပြောပါနဲ့။ငါဟာစီကရှိသူတယောက်ဖြစ်တယ်လို့ကိုယ့်ကိုယ်ကိုတတ်မှတ်ပြီးအဲ့ဒီအတိုင်းနေထိုင်ပါ။ပြောင်းအလဲဟာအတွင်းစိတ်ကနေစတင်တာပါ။စာအုပ်ကပေးတဲ့မို့ချအောင်မြင်ဖို့အတွက်သင်ခန်းစာ၅ခု။နံပါတ်1အောင်မြင်မှုဒီပါရမီထက်အလက်အကျင့်ပေါ်တည်တာမူတည်ခြင်းစာရေးသူကအောင်မြင်မှုကိုမွန်ရပါထူးချွန်မှု finish talent လို့မမြင်ပဲနေစဉ်ပြုလုပ်တဲ့ပြုမှုလေးတွေရဲ့ရလာလို့ပဲမြင်ပါတယ်လူတစ်ယောက်ရဲ့အုံနောက်ဟာပုံစံခွက်တွေနဲ့အလုံးလုံးတာဖြစ်လို့သင်ဟာဘလောက်ပဲညံ့တယ်လို့မိမိကိုယ်ကိုထင်နေပါစေအလေးအကျင့်ကောင်းတွေကိုဇနိတကျပြောင်းလဲလိုက်တာနဲ့ဒီဘဝရလာပါပြောင်းလဲသွားမယ်ဆိုတာကိုလေးထားတည်ယူစေချင်တာပါနံပါတ်2အုံနောက်ဤခုခံမှုကိုသိပန်နေကြနားလေခြင်းကျွန်တော်တို့ပြောင်းလဲဖို့ခက်ခဲနေတာဟာပြင်းလို့မဟုတ်ပဲအုံနောက်ရဲ့ဒီမင်းမှုကိုနားလေစေချင်တာပါအကျင့်တစ်ကိုဘလို့နီးပြီးဟာကြကြဟောက်ခရမလဲဆိုတဲ့အသည့်ကိုရရှိစေမှာဖြစ်ပါတယ်နံပါတ်3စီကံကိုပုံမယုံကြည်ခြင်း motivation ဆိုတာဓာတိဥဒ္ဓလိုပဲကြောင်းလေးတတ်ပါတယ်စိတ်ပါမှလုံးမယ်ဆိုတဲ့အတွေးကိုဖြောက်ပြီးစိတ်မပါလဲလုံးရမယ်ဆိုတဲ့ discipline စီကံကိုတည်ဆောက်စေချင်တာပါနံပါတ်4ဘဝဝင်ခြင်းကအသင့်ကိုပုံသွင်းနေခြင်းစိတ်သက်ကြံ့ခိုင်မှုThe way power တစ်ခုတည်းနဲ့အရာကိုပြောင်းလဲဖို့မကြိုးစားပါနဲ့။သင်ပတ်ဝန်းကျင်ကတင်းအကျင့်တွေကိုလွှမ်းမိုးထားပါတယ်။အကျင့်ကောင်းတွေလုံးရလွယ်ကူစေမဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ကျင့်စိုးတွေကိုလှုပ်ဆော်တဲ့အရာတွေကိုဖြေရှားဖို့စာရေးသူကသူတိုက်တွန်းထားပါတယ်။နံပါတ်5 identity based habits မိတူဖြစ်တည်ကိုအရင်ပြောင်းလဲခြင်းအရေးကြီးဆုံးသင်ခန်းစာကတော့ရလာ result ကိုပဲအာယုံဆိုင်ပဲရင်ဖြစ်ခြင်းနဲ့လူသား identity ကိုအရင်အာယုံဆိုင်ဖို့ပါငါဝိတ်ချခြင်းနဲ့လို့တွေးမိအစားငါဟာကျမရေးကိုဂရုစိုက်တဲ့သူတယောက်ဖြစ်တယ်လို့သတ်မှတ်လိုက်တဲ့အခါတင်းရဲ့ရည်ကြည်မှုတိုင်းဟာအလိုလိုပြောင်းလဲသွားမှာပါကျင့်တစ်ခုချင်းစီဟာတင်ဖြစ်ခြင်းနဲ့လူသားအတွက်ပေးလိုက်တဲ့မေးပြပဲဖြစ်ပါတယ်ဒီကုန်းချုံအနေနဲ့အောင်မြင်မှုဆိုတာအလွန်ကြီးမားတဲ့အောင်ကြီးတောင်ကိုရက်ထင်းနဲ့မရွှေနိုင်ပေမဲ့တနေ့ကိုကြောက်ကလေးတစ်လုံးစီပုံမှန်ရွှေ့နေရင်တော့တနေ့မှာအဲ့ဒီတောင်ကိုတင်ရွှေ့နိုင်မှာအေးချပါပဲဒီနေ့တင်လုံနေတဲ့လေ့ကျင့်တွေကတင်ကိုနောက်9နှစ်မှာဘလို့လူစားမျိုးဖြစ်စေမလဲဒါမှမဟုတ်တင်ဘဝတိုးတက်ဖို့အတွက်ခုချက်ချင်းဆွလို့ရမယ်ကျင့်စုတစ်ခုကဘာဖြစ်မလဲမိတ်ဆွေဒီဗီဒီယိုလေးကတင့်အတွက်ရွှေထက်တန်ဖိုးရှိတဲ့စိတ်ပညာဤပညာဖူးတတွေအလေးအထားကောင်းတွေကိုသိရှိစေလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျိုးရှိတဲ့ဆိုရင် comment မှာ yes လို့မှန်ခဲ့ပေးပါ။ဆုံးထိ like ပါကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်ဘလို့ဖိုးတန်စာအုပ်လေးတွေအကြောင်းတင်ဆက်လာမလဲဆိုတာအမြင်သိရှိနိုင်အောင် notification လေးကိုနှိပ်ပေးသွားပါဦးနော်။အားလုံးအဆင်ပြေကြပါစေ။